度过ဆိုတဲ့အဓိပ္ပာယ်ကတော့ကြော်ဖြတ်တယ်ဖြတ်တန်းတယ်ကျွန်တော်တို့ဘဝရဲ့အခိုက်အတန့်တစ်ခုအချိန်ကာလတစ်ခုဟာအကြောင်းကိစ္စတစ်ခုခုသို့မဟုတ်တနေရာမှာဖြတ်တန်းခဲ့တဲ့အခြေအနေမှာသုံးမှာဖြစ်ပါတယ်度过ဥပမာဆိုလို့ရှိရင်我们在海边度过了一个愉快的周末我们在海边度过了一个愉快的周末ပြောချင်တာကတော့ပင်လယ်ကမ်းခြေထဲမှာကျွန်တော်တို့အားလရက်ကိုပျော်ရွှင်စွာဖြတ်တန်းခဲ့တယ်လို့ပြောတာပါဥပမာဆိုလို့ရှိရင်我的童年是在密支那度过的我的童年是在密支那度过的ပြောချင်တာကတော့ကျွန်တော်ရဲ့နေဘဝကိုမြစ်ကျနာမှာဖြတ်တန်းခဲ့တယ်မြစ်ကျနာမှာကြော်ဖြတ်ခဲ့တယ်လို့ပြောတာဖြစ်ပါတယ် Okay နောက်တစ်ခု example ကတော့大家一起度过了艰难的时刻大家一起度过了艰难的时刻ကျွန်တော်တို့အားလုံးခက်ခဲတဲ့အချိန်ကာလတစ်ခုကိုအတူတူကြော်ဖြတ်ခဲ့တယ်လို့ပြောတာဖြစ်ပါတယ်大家一起度过了艰难的时刻爷爷在战场上度过了半生爷爷在战场上度过了半生ပြောချင်တဲ့အဓိပ္ပာယ်ကတော့အဖိုးရဲ့ဘဝတစ်ဝက်လောက်ကိုစစ်ပွဲထဲမှာပဲဖျက်ကျော်ခဲ့တယ်စစ်ပွဲမှာပဲဖျက်တမ်းလာခဲ့တယ်တူကိုရဲ့အဓိပ္ပာယ်ကတော့အချိန်ကာလအခိုက်အတန့်တစ်ခုခုကိုကျွန်တော်တို့ကြော်ဖြတ်တယ်ဖြတ်တမ်းလာခဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဟုတ်တယ်